ရွှေစာရန်ဖျားပွဲလို့ပြောလိုက်တာနဲ့ဆေးရောင်လုံးခြေသထားတဲ့ပဒီကုန်းလှလှလေးတွေကိုပြင်းမြင်ကြမှာပါခမောက်အုပ်ထုပ်လို့ပြောလိုက်ရင်လည်းရွှေစာရန်ဖျားပွဲရဲ့အမှတ်တရအမှတ်သားတစ်ခုဖြစ်တယ်လို့အညာနေရဲ့အပူဒဏ်ကိုလည်းအေးမြစေပါတယ်ထူးထူးခြားခြားနဲ့ငါးရုပ်လေးတွေရောင်းနေတာဟာလည်းတပေါင်းလာရွှေစာရန်ဖျားပွဲကိုဒုဋ္ဌဝရီမြေအတွင်းကငါးကြီးများလာရောက်ပြီးဖျားဖူးပြည်သူတွေကျွေးတဲ့မုံတွေကိုလူတွေနဲ့ရင်ပါစွာလာရောက်စားတောက်နေကြတဲ့ပုံကြောင့်ရွှေစာရန်ဖျားပွဲဆိုရင်လည်းငါးရုပ်တွေကမပါမဖြစ်ပါပဲတကယ်ကိုအံ့ဩဖို့ကောင်းလာတဲ့မြင်ကွင်းတစ်ခုပါပွဲသီးတဲ့တစ်လျှောက်မှာလည်းရှေးမှုမပြတ်ရိုးရာလက်လုပ်ပစ္စည်းတွေနဲ့တဘာဝထက်ပုံပစ္စည်းတွေကိုရောင်းချနေတာကိုလည်းမြင်တွေ့ရမှာပါမြည့်ရဲ့တစ်ဖက်ကမ်းမှာဆိုရင်လည်းအမတော်စောမွန်လာရဲ့နန်းဆောင်ကိုဆက်လီများနဲ့တွားရောက်ဖူးမြော်လည်ပတ်နိုင်ပြီးထူးခြားတဲ့စိတ်ခံစားမှုနဲ့အတွေ့အကြုံသစ်တွေအများကြီးကိုရရှိပါလိမ့်မယ်ရွှေစာရန်ဖျားပွဲကတပေါင်းလတစ်လလုံးကျင်းပတာဖြစ်ပြီးဇက်ပွဲတွေအငိမ့်တွေနဲ့တော်တော်လေးကိုစီကားလာပါတယ်ပုံမှန်နှစ်တွေနဲ့မတူပဲထူးထူးခြားခြားဘာတွေပြောင်းလဲသွားလဲဆိုတာကိုသိချင်ရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါအောင်ခင်ဗျာကဲအခုကတော့ကျွန်တော်တို့ဒါရွှေစာရန်ဖျားပွဲကိုရောက်တာပါနော်ကွက်တီကြီးပြကျွန်တော်တို့မန်လေးရောက်တဲ့အချိန်နဲ့ရွှေစာရန်ဖျားပွဲစားတဲ့အချိန်တွေကကွက်တီပဲဆိုတော့ပုံမှန်ဆိုလို့ရှိရင်တော့လေရွှေစာရန်ဖျားပွဲကဒီကညဘက်ဆိုပိုစီတာပေါ့နော်ဇက်ပွဲတွေပိုင်းလဲဆိုအခုကလည်းခေတ်ကာလအချိန်တွေကညဘက်ကစီမပြောတဲ့ကျွန်တော်လည်းညဘက်လာမှတိတ်အဆင်ပြေလို့မနက်ပိုင်းရောက်လာတာပေါ့နော်အခုနေကင်း12နာရီတိုးသွားပြီပေါ့အဲ့ဒါကိုတော်တော်ကြီးစီနေပြီလူကနေကင်း12နာရီပေါ့နော်ဒါရွှေဆိုင်မှာနာမည်ကြီးတာတော့ဒါထေရွယ်ပဒီလေးတွေပေါ့နော်နောက်မှရောင်းနေထေရွယ်ပဒီလေးတွေကတော့ဒါနာမည်ကြီးပေါ့ကဲကျွန်တော်တို့ကနေဘူးလို့အုပ်လို့တော့စဝယ်လိုက်ပါပြီအုပ်လို့တော့စဝယ်လိုက်ပါကျောက်ကအုပ်လို့လုံးရပါအုပ်လို့လေးချီပေးပါချီပေးပါချီပေးပါမလို့နေရိပ်ပါကိုကြီးတော်တော်နေရိပ်ပါမမဲလေးနဲ့ရဲရဲလေးနဲ့တော့လာတယ်မဲနောက်တစ်ဆိုင်ကြမှာဟိုဝိုင်းနေကိုမမဲလေးနဲ့ကျေးဇူးပါမလို့ကျေးဇူးပါပါရော့ကဲဒါကတော့ကျွန်တော်တို့ပြီးတရုတ်တိုင်းကားရိုက်တော့မှာပါခမောက်တွေနဲ့ဓားတွေဝယ်ပြီးတော့ရပြီရှေ့ဆိုင်ဖျားပွဲပြန်ကြတရုတ်ဟိုတရုတ်တိုင်းကားရိုက်မယ်တင်သားဥပြလူတော်စီတယ်ဗျမနက်ပိုင်းကိုမတင်ထားတာပါညာပိုင်းပုံမှန်တော့ရွှေဆိုင်ပဲကြက်သိမ့်ညက်ပိန်တာပဲဗျာနှစ်တိုင်းလို့ပါသိရမလားအဲ့မနက်ပိုင်းတစ်ခါမှလည်းမရောက်ဘူးတော့လေမနက်ပိုင်းအဲ့လောက်စီမယ်လို့မတင်ဘူးမနက်ပိုင်းတော်တော်ကြီးစီနေညာပိုင်းရောလူရောရှိရလားမသိဘူးစွမ်းသာနေပွဲရှိရနေလားပြည့်ကျော်9ရက်ရှိရတယ်စွမ်းသာနေပွဲရှိတယ်တဲ့စွမ်းသာနေပွဲကလားပြေကျော်9ရက်နေ့ရ10ရက်နေ့ညညကရင်ပေါ့နော်ဒါပေမဲ့ဒီမှာရွှေဆိုင်ဒါတော့သူ့ရဲ့ပွဲပေါ့ရွှေဆိုင်ရန်ဖျားပွဲရကြတော့တစ်လလုံးနီးပါးလောက်ကိုဖျားပွဲရှိနေမှာနော်မှာပွဲတွေပါထိုးလို့ရတယ်ပေါ့နော်ဖျားပွဲတော့မရှိဘူးနဲတယ်ဖျားပွဲထိုးတဲ့သူကနဲတယ်အမတော်လားအမတော်နေရာမှာပွဲထိုးရတဲ့သူတွေကတော်တော်များတယ်မနဲတော့လူပြီးဓာတ်ပုံရိုက်ရတယ်ဖျားမှာပွဲထိုးတဲ့သူကနဲတယ်အမတော်မှာပွဲထိုးတဲ့သူကများတယ်အဲ့ဘက်မှာတော့လူတော်စီးနေတယ်ပေါ့နော်အခုသူတို့ကဒီမှာဖျားကြီးကိုတော့ကျွန်တော်တို့ကခူးလို့မရဘူးပေါ့နော်ဖျားကြီးကတော့တဲ့ရွှေသင်္ကန်းကပ်ပြီးထီတော်ပြန်တင်มาဆိုတော့ဖျားတွေနဲ့ပတ်ပြီးတော့ညမ်းစင်ထားတယ်ဆိုဘုရားကြီးတော့ဖုလို့မရဘူး။တရားသမိုင်းဝင်ဘုရားတွေ့တွေကတဆူပဲနော်။သူကအနော်ရထားမင်းလက်ထက်တွေကအတီထားပါတော့။နှစ်ပေါင်းကတော်တော်ကြာနေပြီ။ဘုရားကြီးရဲ့ပွဲသေးဆိုရင်လည်းဒါနှစ်တိုင်းကိုစီကားနေရတယ်။ကျွန်တော်တို့ကတော့မကြီးပဲနဲ့ဘုရားပွဲသေးကိုရောက်သွားအောင်နော်။လောကကွက်တီပဲ။အဲလေးရောက်တဲ့ချိန်လေးကတော့ရွှေစာရန်ကိုအရောက်သွားခဲ့တယ်။ရွှေစာရန်ကိုရောက်သွားခဲ့ပါတယ်။
အမညာဘက်ဆိုလို့ရှိရင်ရောဒီလောက်စီသေးလားလူက စီတယ်ည ညဆိုပိုကြံ့ပါပုံမှန်ဆိုရင်ညာပိုင်းနေဆို နေခင်းနဲ့ညခင်းနဲ့မမကွာတော့ညဆိုဘယ်နိုင်လောက်ထိလူရှိလဲ 9နိုင်လောက်ကြီးရှိတယ် 9နိုင်လောက်ရောညာခင်းနဲ့နေခင်းကလူကတိတ်မကွာဘူးတဲ့နေခင်းပိုင်းလဲလူကကြက်နေတာညာပိုင်းလဲလူရှိပါတယ်အခုကတော့ဗောနော်ဒါအမားတော်စောမွန်လာတည်ခဲ့တဲ့ဖျားဗောနော်ဒီဖျားကိုရွှေဆိုင်ကတ်လို့ရတယ်ကိုယ်တိုင်တော့တက်ကတ်လို့မရဘူးပန်းရထားနဲ့ထည့်ပြီးကတ်လိုက်လို့ရတယ်ဗောနော်ဟိုဟာရွှေဆိုင်တစ်ခုတော့1000ဗောနော်ဒါကတော့အမားတော်စောမွန်လာတည်ခဲ့တဲ့ဖျားလို့ပြောတယ်ကျွန်တော်တို့ဒါဖျားပဲရှိတာဗောနော်ပြီးသွားလို့ရှိရင်အမားတော်စောမွန်လာနေခဲ့တဲ့နန်းကိုဆက်လီကူပြီးသွားရမှာဗောနော်အဲ့ကိုသွားမယ်အခုဖျားရွှေဆိုင်ကတ်ပြီးသွားရင်အမားတော်စောမွန်လာနေခဲ့တဲ့နန်းကိုသွားပါမယ်အခုကျွန်တော်တို့အမားတော်စောမွန်လာတည်ခဲ့တဲ့ဖျားပြီးပြီးသွားပြီရွှေသင်္ကန်းလက်ကပ်ပြီးသွားပြီသူနေခဲ့တဲ့နန်းဆောင်ကိုသွားမယ်ဆိုလို့ကျွန်တော်ဆက်လီနဲ့သွားရမှာပေါ့နော်အခုဒါကျွန်တော်တို့ဟိုဘက်ချမ်းကိုဆက်လီနဲ့သွားဖို့အတွက်ဒါပွဲသေးတန်းကိုဖြတ်ပြီးသွားနေပါတယ်ဆက်လီကအခုပြောတာတယောက်ကို9000ပေါ့နော်အသွားပြန်မှာ9000နဲ့ကြာမယ်လို့ပြောရဗျဆက်လီရပါတော့ဆက်လီကတယောက်9000ဆိုတာတော့သူများတွေနဲ့စုစည်းရတာပေါ့နော်ကိုယ်တိုင်စီးလုံး9000ဆိုလို့ရှိရင်တော့တယောက်ကို3000သွား3000ပြန်3000ဆိုတော့6000ပေါ့နော်သူများနဲ့စုစည်းမယ်ဆိုရင်တော့အသွား9000အသွားပြန်မှာ9000ပဲကျွန်တော်ဆရာကြီးမို့လို့ခေါင်းငယ်ကြီးရပါကဲကျွန်တော်တို့ရဲ့လေကြီးဟာစတင်တော့ပါပြီဒါအခုအမားတော်စောမွန်လာနန်းဆောင်လို့ပြောတာဗောနော်အခုလေနဲ့သွားတာပထမကတော့ပြောတာတယောက်9000သွားပြန်ဆိုဒါပေမဲ့အဲ့ဒါလူစုပြီးတော့စီးရမှာဆိုတော့လေအကြာကြီးစောင့်နေရမှာဆိုတော့ကျွန်တော်မစောင့်တော့ဘူးဗောနော်သူကတော့အခုကျွန်တော်တို့အသွား3000ပြန်3000ပေါ့ဒါပေမဲ့4ယောက်တည်းဆိုတော့သွား9000ပြန်9000နဲ့ပေါ့နော်အသွား2000ပြန်2000နဲ့လုပ်ပေးမယ်ဆိုတာနဲ့ပဲကျွန်တော်တို့အဖွဲ့ကိုလေးနဲ့ပဲကိုသွားပါတော့တယ်ကဲအခုကတော့ကျွန်တော်တို့ဒါလှေစိတ်ကရင်ပြီးတော့နှတောင်းကြဖျားဆိုတဲ့ဘက်ကိုလမ်းလျှောက်ဒီဘက်မှာလည်းပွဲသိပုံစံမျိုးလေးရှိရပါတော့ဒါနှတောင်းကြဖျားကိုလမ်းလျှောက်နေတယ်နှတောင်းကြဖျားကိုနန်းဆောင်ကအဲ့ဘက်မှာလို့ပြောရပါတော့ခုလျှောက်နေပါတယ်တော်သေးတာဗောအုတ်ထုတ်လေးလုံးဝယ်လာခဲ့တာမဟုတ်တော်ဘူးလေဗျဒီအုတ်ထုတ်ကမျက်နှာတစ်ခုလုံးလုံးနေအုတ်ထုတ်ကဟိုက6000နဲ့9000နဲ့ရှော့ခိုင်းတာ9000နဲ့ပဲကလုံး9000ဒီဝဆုံမြိုင်တော့နိုင်စမ်းကြ
ကတော့အမားတော်စောမွန်လာရဲ့နန်းဆောင်လို့ပြောတာပေါ့နော်ဖခင်အမကြီးစောမွန်လာရဲ့နန်းဆောင်လို့ပြောတယ်ဒီမှာဟိုလာပေးတဲ့လူတွေနော်အများကြီးပဲပွဲလာပြီးဆိုပွဲတွေကအောက်မှာခင်းထားတာနဲ့အပြည့်ပဲဟိုးဘက်အပြည့်ကိုထုတ်ထားတဲ့ဟာတွေလည်းရှိသေးတယ်ပေါ့နော်ဒါတော့အမားတော်စောမွန်လာရဲ့နန်းဆောင်ပါဆူတောင်းပေးတဲ့သူတွေလည်းရှိရပါတော့ပွဲဝယ်ပြီးတော့ပွဲကိုဆူတောင်းပေးတဲ့သူတွေလည်းရှိပါတယ်အခုကျွန်တော်တို့တွေအမားတော်စောမွန်လာတည်ခဲ့တဲ့နန်းဆောင်နဲ့နှတောင်းကြဖျားကိုလက်ပတ်ပြီးလို့ဒီဘက်အချမ်းကိုဆက်လီနဲ့ပြန်လာနေပါပြီခင်ဗျာအမ9000ကောင်ဘယ်လောက်လဲအမသူဝယ်တာ9000ပဲရှိတယ်9000ကောင်6000နဲ့ရောင်းဒီငါးလေးတွေဆိုလို့ရှိရင်ဒါတကောင်9000ပေါ့နော်ဒါအမဒါအမဆိုလို့ရှိရင်ဒါမျိုးအကောင်သေးသေးလေးတွေအကောင်သေးသေးလေးတွေပါတယ်ပေါ့နော်ငါးသားပေါက်လေးတွေပါတယ်ဒီမှာအတီးရောဆိုရင်တော့မပါဘူးအတီးရတော့မပါဘူးခင်ဗျဒါအတီးမှတစ်စုံတန်းလေးလေးနဲ့လောက်တာနော်ကိုမမလောက်တတ်တာပေးရမှာငါးလားဟုတ်တယ်မလားကဲဒီနှစ်ယောက်ကတော့ငါးတယောက်နှစ်ကောင်နဲ့ညားကြရင်တော့ငါးချိုးချင်ကြမှာပါလေအားချိုးချင်တယ်ကဲနောက်ဆုံးတော့တပတ်ပတ်ပြီးတဲ့တကာလာမှာတော့မဟုတ်ထိတ်ကိုပြန်ရောက်လာပါပြီကားပါခင်ကိုပြန်ရောက်လာပါပြီတော်တော်ကြာကြီးပတ်လိုက်ရတယ်7နာရီလောက်ထဲရောက်တာအခု3နာရီခွဲသွားပြီလူနေနဲ့ကြက်နေပွဲတော့ရဲဆိုတော့မိုးလက်ဆောင်အကွက်1000ပဲတောက်လို့ကောင်းတယ်မြေအိုးလေးနဲ့ထည့်ရအောင်တော့ကောင်းတယ်ရှယ်ပဲကဲအခုကတော့ဒါကျွန်တော်တို့ရွှေစာရန်ဖျားကိုလဲပတ်ပြီးသွားပြီပေါ့နော်အချိန်အားဖြင့်ဆိုရင်ကျွန်တော်တို့3နာရီခွဲ4နာရီလောက်အချိန်ပေးလိုက်ရပါတယ်အခုကျွန်တော်တို့ရွှေဆိုင်ပြန်ထွက်ပေါ့နော်မန္တလေးအဝင်နားမှာ9မိုင်သို့မဟုတ်9မိုင်နဲ့ကကမ်းခြေရေစောလို့ရတဲ့နေရာတစ်ခုကိုသွားပါမယ်လိုက်ခဲ့ပါအောင်နောက်ထပ်ဗီဒီယိုအသစ်တွေကိုထပ်မံတင်ပေးသွားမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာကောင်းသောနေ့လေးပိုင်ဆိုင်နိုင်ကြပါစေ